မိတ်ဆွေတို့ကို KM Basan YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။စဉ်းစားကြည့်ပါဦးမိတ်ဆွေတို့ရဲ့ဖုန်းနဲ့တင်ကိုပိုင် app တစ်ခုဖန်တီးလို့ရပါတယ်။မိတ်ဆွေတို့ရဲ့ဖုန်းနဲ့တင်တကယ်ကို powerful app တစ်ခုစောင့်ပြီးငွေရေးရှာလို့ရပါတယ်နော်။ဒီဗီဒီယိုထဲမှာကျွန်တော်မိတ်ဆွေတို့ကို step by step သိပြပါမယ်။ဒါကြောင့်ဗီဒီယိုကို skip လုပ်မသွားပါနဲ့နော်။ဒီဗီဒီယိုရဲ့ termination စီကမိတ်ဆွေတို့အတွက်အရေးကြီးရပေါ့နော်။ကဲပထမဆုံးတစ်ခု on တင်စီရပြောပြမယ်။မိတ်ဆွေတို့ရဲ့ app မှာ user 1000ပဲရှိရင်တစ်လားကိုငွေ3သိန်းအထိရနိုင်ရနော်။ဒါက user 1000အတွက်ပဲပေါ့နော်။စဉ်းစားကြည့်ပါဦးမိတ်ဆွေတို့ရဲ့ app ကို millions of user တွေတောင်းနေရင်ဘယ်လောက်ရမလဲပေါ့နော်မိတ်ဆွေတို့စဉ်းစားကြည့်နိုင်ပါတယ်ဒါဆိုအခုကျွန်တော်တို့အဓိကချက်ကိုပြောပြမယ်နော်ဒီ app ကိုစောင့်ဖို့ဘာလို့အဲ့လဲပေါ့နော်ဒီလို app break ကိုစောင့်ဖို့တိတ်လွယ်တဲ့ application တစ်ခုပဲလို့ရတယ်ပထမတစ်ခုက DeepSeek AI ဒီ AI chatbot တစ်ခုဖြစ်ပြီးမိတ်ဆွေတို့ရဲ့ app က coding ရက်ခိုင်းနေပေါ့နော်ဒုတိယတစ်ခုက Hope Web ဒီ app ကတကယ်ကို powerful ဖြစ်တယ်ပေါ့နော်ဒါကအလွယ်တကူ app break ကိုစောင့်လို့ရတယ်နော် Hope Web application ကို Play Store ကနေရမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ Hope Web က Play Store မှာမရှိပါဘူးဒါကြောင့်မိတ်ဆွေတို့ရဲ့ဒီ app ကို download လုပ်ချင်ရောကျွန်တော်တို့ရဲ့ Telegram channel ကို join ရမယ် link က video ရဲ့ comment section မှာရှိရနော်အဲ့ကနေအလွယ်တကူ download လုပ်လို့ရတယ်ဒီတစ်ခု app ကို download လုပ်ပြီးတော့အခုတော့ calculator app တစ်ခုလုပ်ဖို့ဆက်လုပ်ရှာမှာပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ calculator ကိုဘာကြောင့်လုံးမဆိုတော့လူတွေအများဆုံးအသုံးပြုတဲ့ app က calculator ဖြစ်တဲ့အတွက်ကြောင့်ပါပဲနော်ဒါကြောင့် calculator app တစ်ခုလုပ်မယ်ဆိုရင်တော့ download ဖြစ်မဲ့အခုအလေးလေးများရယ်နော်ဒါနဲ့ calculator app လုပ်ဖို့အတွက်အရင်ဆုံး coding လုပ်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ app တစ်ခုအလုပ်လုပ်ဖို့ဆိုရင် coding မရှိဘူးဆိုရင်မဖြစ်နိုင်ပါဘူးဒါကြောင့် coding လုပ်ဖို့ဆိုရင်တော့ DeepSeek AI ဆိုတဲ့ chat platform ထက်ကိုဖွင့်ဖို့လိုပါတယ်နော်ဒီ DeepSeek AI ထက်ကိုဝေးရနဲ့အရင်ဆုံး account တစ်ခုဖွင့်ဖို့လိုပါတယ်အဲ့ဒါနဲ့အတွက်ဒီ sign in with Google ကိုနေပြည်တော့မိတ်ဆွေတို့ရဲ့ email တစ်ခုကိုရွေးလိုက်ပါပေးရတယ်မိတ်ဆွေတို့ရဲ့ account ကအောင်မြင်စွာဖွင့်ပြဖြစ်ပါတယ်အခုတော့မိတ်ဆွေတို့ကို DeepSeek AI မှာ prompt တစ်ခုပေးဖို့လိုပါတယ်ဒီ prompt ထက်မှာတော့ calculator app ကိုဘယ်လိုအထက်မှာပြဖို့ပါလဲဘယ်လိုပုံစံဖြစ်ဖို့ပါလဲဆိုတာရေးထားပါတယ်ဒီ prompt ကို screen ပေါ်မှာမိတ်ဆွေတို့ကမြင်ရပါလိမ့်မယ်နော်ဒီ screenshot တစ်ခုကိုယူလို့ရပါတယ်နော်အဲ့ prompt က screenshot တစ်ခုယူလိုက်ပါဒါမှမဟုတ်မိတ်ဆွေတို့ဖက်ပြီးမိတ်ဆွေတို့အမြင်နဲ့ကိုယ်တိုင်ရေးလို့လေးရပါတယ်နော် Okay အခုတော့ကျွန်တော်တို့တစ်ခါဖက်ပြပါလိုက်မယ်နော် Design a modern minimalistic calculator app UI for a mobile device The UI should have a clean white or light gray background. Buttons should be round, well spaced, and use of best color like light blue, soft gold, and white. The button should be highlighted with a bright color, and blue or green color. အခုတော့ prompt ကိုပြပြသားဖြစ်လို့ DeepSeek ကိုတင်ပြလိုက်ကြရအောင်တင်လိုက်ရတဲ့ခဏဆောင်ပါအောက်ကိုကြည့်လိုက်ရင်တော့ DeepSeek က calculator app အတွက် coding ရေးထားစပြီးသားပါဒီ coding ကနည်းနည်းကြာနိုင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပေးလိုက်တဲ့ prompt ထက်မှာ calculator ဟာဘယ်လိုပုံစံနဲ့ဘယ်လိုလုံးဆောင်ရမလဲဆိုရင်အသေးစိတ်တွေထည့်ထားတာကြောင့်ပါဒါကြောင့် DeepSeek က code ရေးတာနည်းနည်းကြာမှာပဲအခုမှသတိထားရှိပါဒီအောက်ဘက်မှာကိုဒီရေးတာရေးသွားတယ်နော်
အဲ့ဒါဆိုရင်တော့ဒါကတော့ code မပြည့်သေးဘူးဆိုတဲ့အဓိပ္ပာယ်ပါမရှုံးပါနဲ့ဒီလိုဖြည့်တဲ့အခါမိတ်ဆွေတို့ရဲ့ phone နဲ့ home button ကိုတစ်ချက်နှိပ်လိုက်တော့ပြန်ပြီး DeepSeek ကိုပြန်ဝင်လိုက်ပါတော့အဲ့ဒီအချိန်မှာပြန်ဖြစ်လာမယ် coding က script body html ဆိုတဲ့စာလုံးတွေနဲ့ပြပြီးတော့အပြည့်တက်သွားမှာပါဒါဆိုရင်တော့ဟုတ်ပါတယ် coding ပြသွားပါပြီအဲ့ဆိုရင်အခုတော့အပေါ်ထက်က copy button ကိုတစ်ချက်နှိပ်ပြီးဒီ html code ကို copy လုပ်လိုက်ရုံပါပဲเนาะအဲ့ဒါပြည့်တာနဲ့ဒီ Hope Web App ထက်ကိုဝင်ရမှာပါအရေးကြီးတစ်ချက်ကတော့ဒီ Hope Web App ကတော့ Play Store မှာမတွေ့ပါဘူးကျွန်တော်တို့ရဲ့ Telegram Channel မှာအလွေးတက်ကို download လုပ်လို့ရပါတယ်เนาะအဲ့ဒီမှာသွားယူလိုက်ပါเนาะဒါဆိုအခု Hope Web App ထက်ကိုဝင်ပြတာနဲ့ပထမဆုံးမှာဒီ Create project ဆိုတဲ့ button ကိုနှိပ်ရမှာဖြစ်ပါတယ်။နှိပ်ပြီးရင်အသေးတစ်ခုပြုလုပ်ဖို့စာရေးရမယ်နေရာတက်လာပါလိုက်မယ်။ဒါနဲ့ကို font တိမဲ့ app ရဲ့နံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။အခုလို့တော့ကျွန်တော်တို့ calculator app တစ်ခုလုံးမှဖြစ်လို့ calculator လို့ပဲရိုက်ထည့်လိုက်ကြရအောင်။နာမည်ရိုက်ပြတာနဲ့ calculator project တစ်ခုပြပြလာပါလိမ့်မယ်။ဒါပဲကျွန်တော်တို့လုံးမဲ့ app ဖြစ်တာမို့အဲ့ဒါကိုတင်နှိပ်ပေးလိုက်ရင်အကုန်လုံးစတင်နိုင်ပါပြီ။ပြင်ရင်အနေငယ်အောက်ဆွဲလိုက်ရင် index.html ဆိုတဲ့ file ကိုတွေ့ရပါလိမ့်မယ်နော်။ကျွန်တော်တို့ရဲ့ coding team ဖို့နေရကဒီ file မှာပဲနော်ဒါနဲ့ file ထက်ကို tab လုပ်လိုက်ရင်အတွင်းမှာ shan default coding တစ်ခုပြလာပါတယ်နော်ဒါပေမဲ့အဲ့ဒါကိုမလို့တော့ပါဘူးနော်ဒီ coding က default ပေါ့နော်ဒါကကျွန်တော်တို့မလို့တော့ပါဘူးအဲ့ဒါကြောင့် coding နေရာမှာ long phrase လုပ်လိုက်ပြီးနောက်အများကြီး option တွေပေါ်လာပါလိမ့်မယ်အဲ့ထက်က select all ကိုနှိပ်လိုက်ပါပြီးရင်တော့ paste ကိုထည့်ပြီးနှိပ်လိုက်ပါနော်အဲ့ဒါဆိုပြီးပါပြီဒါနဲ့မူလ coding ကိုဖြည့်ပြီးကျွန်တော်တို့ DeepSeek မှာရှာပြီး copy လုပ်ထားတဲ့ coding အသက်ကိုထည့်သွင်းပြီးဖြစ်နေပါပြီအခုတော့ coding တင်ပြီးဆိုတော့ app interface ကိုကြည့်ဖို့ run လုပ်ပေးရမှာဖြစ်ပါတယ်အောက်မှာရှိရဲ့ run button ကိုနှိပ်လိုက်ရတဲ့ app ဟာရှင်းပြတ်လာပါလိမ့်မယ်နော်အဲ့ဒါနဲ့ကြည့်လိုက်တော့ကျွန်တော်တို့လောက်ထားတဲ့ calculator app ဟာတကယ်ကို stylish မိုက်တဲ့ဆိုတာမြင်ရမှာဖြစ်ပါတယ်ဒီမှာနော်ခဏတော့ငါတစ်ချက်စံတွဲကြည့်လိုက်တယ် result ကလည်းတိတိကျကျအောင်ပြပြီးတော့ error တစ်ခုမှမပြတ်တတ်ပါဘူးနော် error တစ်ခုမှမပြတ်တဲ့ဘူးနောက်တဲ့ feature တစ်ခုပင်ရှိရနော်ဒီ night mode ဖြစ်ပါတယ်ညဘက်မှာလောက်ကိုင်းတဲ့လူတွေအတွက်ဒီ feature လောက်ပေးတာပါနော် night mode ဖွင့်လိုက်တဲ့အချိန်မှာလည်း calculator app ဟာ amount နဲ့ကိုင်းနေပြီးတော်တော်လာတယ်နော်ဒါပေမဲ့အခုအချိန်မှာတော့ကျွန်တော်တို့ရဲ့ calculator app ဟာလောကပြည့်စုံသေးဘူးနော်သတိထားမိလို့ထင်ပါတယ်အခု calculator ထက်မှာ delete button မရှိသေးပါဘူးပုံမှန် calculator ထဲမှာရှိတဲ့ delete button ခလုံးနဲ့တစ်လုံးချင်းစီကိုဖြည့်လို့ရတာပေါ့ဒါပေမဲ့အခု version မှာကျတော့ကျွန်တော်တို့ calculator app မှာမပါသေးပါဘူးเนาะဒါကြောင့်အခုကျွန်တော်တို့ DeepSeek AI ထက်မှာပြန်သွားပြီးနောက်ထပ် prompt တစ်ခုပြည့်ရမှာပါဒီ prompt နဲ့ဆိုရင် DeepSeek က coding ကို update လုပ်ပြီး delete button ကိုထည့်ပေးရပါလိမ့်မယ်ဒီမှာ prompt ရှိပါတယ်เนาะ screenshot တစ်ခုပြုလုပ်ထားနိုင်ပါတယ်နောက်မှတွေ့အသုံးဝင်မှာပါเนาะ screenshot ရိုက်လိုက်ပါအခုတော့သတိထားကြည့်လိုက်အောင် DeepSeek က coding ဆက်လုပ်ခဲ့ပါပြီကျွန်တော်တို့ကလည်း site AI နဲ့ခဏဆောင်နိုင်ပါတယ်ဒါပေမဲ့ coding ကအလဲမှာတောင်းအောင်ရက်သွားပါတယ်เนาะစိတ်မပူပါနဲ့ပြန်လို့ရုံပဲနောက်တော့ပေါက်ပြီး DeepSeek app ထက်ကိုပြန်ဝင်လိုက်ပါအခုတော့ coding ကပြည့်သွားပါပြီเนาะဒါဆိုရနဲ့ဘာလို့ရမလဲဆိုတော့အပိုးကို score လုပ်ပြီးအသေးရလာတဲ့ code ကို copy လုပ်လိုက်ပါပြီးရင် Hope Web App ထက်ကိုပြန်ဝင်ပါ Hope Web ထက်ကိုရောက်ရင်တော့အရင် code ကိုဖြည့်ပြီးအသေးကို paste လုပ်ရမှာပါ code ရဲ့နေရာမှာ long phrase လုပ်ပါပြီးရင် select all ကိုနှိပ်ပါနောက်တစ်ချက် paste ကိုနှိပ်လိုက်ပါအဲ့ဒီအတိုင်းလုပ်ပြီးရင်တော့ code အသက်က properly update ဖြစ်သွားပါလိမ့်မယ်နောက်ဆုံးအနေနဲ့တော့ run button ကိုနှိပ်လိုက်ပါအဲ့ဒီအခါမှာတော့ delete option ကပေါ်လာပါလိမ့်မယ်ဒီမှာတော့အလုံးလုံးနေရာကိုတွေ့နိုင်ပါတယ်မိတ်ဆွေတို့ဒီမှာကြည့်နိုင်ပါတယ်เนาะအကောင်အဆင်းပြည့်ပြီး smooth ဖြစ်နေပါပြီအခုဆိုရင်တော့ကျွန်တော်တို့ရဲ့ calculator application ကပြည့်စုံသွားပြီပဲဒါပေမဲ့ကျွန်တော်တို့ကထပ်ပြီးအရင်အဆင့်ပြည့်တဲ့ feature တစ်ခုထပ်တင်ကြည့်ရဲအဲ့ဒါကတော့အသက်အတွက်ဖို့ edge calculator ပါเนาะဟုတ်ပါတယ်အတော်ပြုသူတွေကသူတို့အသက်ကိုတောင်တိတိကျကျတွဲနိုင်မှာဖြစ်လို့ကျွန်တော်တို့ app က professional နဲ့ဆင့်ပြေနေရာကောင်းတစ်ခုမှရက်နေမယ်အဲ့ဒါလောက်ဖို့အတွက်တော့ prompt တစ်ခုကို DeepSeek AI ကိုပြန်ပေးဖို့လိုပါတယ်မိတ်ဆွေတို့ကိုဒီ prompt ကို screen ပေါ်မှာမြင်ရပါလိမ့်မယ်เนาะ DeepSeek ထက်ကိုဝင်ပြီးတော့ဒီ prompt ကို paste လုပ်ပြီးသူတို့ပို့ပေးလိုက်ပါเนาะ
Okay အခုတော့ DeepSeek ကနောက်ထပ် coding ကို update လုပ်ရဆိုတော့အမြင်ရပါတယ်เนาะအခုကျွန်တော်တို့ကတက်ဆောင်နေပါမယ်ဒါပေမဲ့ coding ကပုံမှန်လို့ပဲမကြခင်မှာတခုပြန်ရဲသွားတယ်ပေါ့เนาะဒါကြောင့်ပြန်ထွက်ပြီး DeepSeek ကိုပြန်ဝေးလိုက်ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့ coding ကပြန်စလောက်တာကိုမြင်ရပါတယ်เนาะOkay အခုတော့ coding ပြီးဆုံးသွားပြီအောက်မှာမြင်နိုင်ပါတယ်အခုလောရမှာကတော့အပေါ်ဘက်ကို scroll လုပ်ပြီးအဲ့ဒီ code ကို copy ယူလိုက်ပါပြီးရင် home web ကိုပြန်သွားပြီး index.html file ကိုဖွင့်ပါအဲ့မှာ select all ကိုရှင်းသားထားတဲ့ဒီ code ကို delete လုပ်ပြီးအတန်းဒီ code ကို paste လုပ်လိုက်ပါနော်ဒါနဲ့ code က update ဖြစ်သွားပါပြီအခုတော့ run button ကိုနှိပ်လိုက်ရတဲ့ဒီမဆိုလို့မြင်နိုင်ပါတယ်အသက်ထည့်သွင်းလိုက်တဲ့ edge calculator feature က app ထဲမှာထည့်သွင်းပြီးဖြစ်ပါပြီဒီ UI ကလည်းတကယ်လာရတယ်နော်အခုတော့အသက်တစ်ခုပဲတန်းစစ်ကြည့်ရမယ်တကယ်ပဲအသက်တွဲရကြတယ်ဒီတိကျရပေါ့နော်ပြဿနာတစ်ခုမှမရှိပါဘူးအလောင်းအဆင်ပြေပါတယ်အခုတော့ကျွန်တော်တို့ရေးထားတဲ့ app ကို deploy လုပ်ရမယ်နော် deploy လုပ်ရဆိုတာကတော့ app ကို install လုပ်ရဖြစ်ပြီးတခြားလူတွေရဲ့ဖုန်းထက်ကိုဇက်ပြားကနေပို့ပေးလို့ရအောင်ပြင်ဆင်ထားတာပါပဲနော်အရေးဆုံးတော့ app အတွက် logo တစ်ခု download လုပ်ဖို့လိုပါတယ်ဒါကြောင့် Chrome browser ကိုဖွင့်လိုက်ကြရအောင်ဖွင့်ပြီး search bar ထက်မှာ calculator logo png လို့ရိုက်ထည့်လိုက်ပါနော်ပြီးတော့ logo အမျိုးမျိုးတွေတွေ့ရပါမယ်အဲ့ထက်မှာစိတ်ကြိုက်တစ်ခုရွေးမယ်နော်ဒီ logo ကတော့ကြည့်ရတော့လာတယ်နော် download လိုက်ပါမယ် download ပြီးသွားပြီအခုတော့ file manager ထက်ကိုတွားရအောင် file manager ထက်ကိုဝင်ပြီးတော့ download လုပ်ထားတဲ့ logo ကိုတွေ့ရပါမယ်နော်အဲ့ဒါကိုရွေးချယ်လိုက်ပါနောက်ဆုံးမှာ move ဆိုတဲ့ button တစ်ခုနှိပ်ပါနော်ပြီးရင်ပေါ်မှာ internal storage ကိုနှိပ်ပါအောက်ဆုံးမှာဒီ scroll လို့ရတဲ့ winter ဆိုတဲ့ folder တစ်ခုတွေ့ရမှာပါအဲ့ဒီထက်ကိုဝင်လိုက်ပါအဲ့ဒီထက်မှာဝင်ပြီးတော့ home web ကိုနှိပ်ပါပြီးတော့ project ကိုနှိပ်ပါ project ကိုနှိပ်ပြီးတော့ calculator folder ထက်ကိုပြန်ဝင်ပါနော်နောက်ဆုံးတော့ paste ဆိုတဲ့ button ကိုနှိပ်လိုက်ပါဒီလိုနဲ့ပဲ logo ကို app project ထက်မှာ paste လုပ်ပြပါပြီအခုတော့ app ကပို့ပြီး professional ပုံပေါ်လာမှာပါအခုဒီနောက်ပြန်ပြီး home web ထက်ကိုဝင်ရမှာဖြစ်ပါတယ် home web project ထက်မှာမွေးဆိုတော့ရ paste လုပ်ထားတဲ့ logo လေးကိုတွေ့ရမှာပါနော်အခုတော့ကျွန်တော်တို့ရဲ့ app ကို deploy လုပ်ရမှာဖြစ်ပါတယ် deploy လုပ်ရဆိုတာကတော့ app ကိုတကယ် install လုပ်ရဖြစ်ပြီးဇက်ပြက်ကနေလည်းမိမိဖုန်းထက်ကိုဒါမှမဟုတ်တခြားသူဖုန်းထက်ကိုပေးပို့နိုင်မှာဖြစ်ပါတယ်အဲ့ဒါအတွက် publish your website ဆိုတဲ့ cloud ကိုနှိပ်ပါအဲ့ဒီနောက်မှာ convert to android application ကိုလည်းနှိပ်ပါနော်အခုမှတော့ app logo ထည့်ရမှာပါဒီမှာတော့ app logo ထည့်ရမှာဖြစ်ပါတယ် logo ပေါ်ကိုနှိပ်လိုက်ရင်မဆွတို့ရွေးထားတဲ့ logo လေးပေါ်လာပါလိမ့်မယ်နော်ထပ်မှတ်ပြီး logo ကိုနှိပ်လိုက်ပါ application မှာမဆွတို့ရေး app နာမည်ရေးပါနော်ကျွန်တော်တို့က calculator လုံးနေရမို့လို့ calculator လို့ရေးလိုက်ရပါတယ် package name မှာလည်းမမေ့ကြိုက်ရရေးလို့ရတယ်နော်အဲ့ဒီနောက်အောက်ဘက်ကို scroll လုပ်ပြီး carry php environment ကို on လုပ်လိုက်ပါအဲ့ဒီနောက်မှာလည်းမဆွတို့ရေ logo ကိုထည့်သွင်းပြပါနောက်ထပ် scroll လုပ်ပြီး full screen mode ကို on လုပ်ပါ allow swiping refresh ကိုတော့ off လုပ်ပါနော်အခြား setting တွေကတော့မပြောင်းရဘူး original အတိုင်းပဲထားပါနော်အကောင်လုံးပြီးအောက်မှာ cloud ကိုနှိပ်ပြီးနောက်မှာ okay ကိုလည်းနှိပ်ပြလိုက်ပါနော်ဒီနောက်မှာတော့ app install လုပ်ဖို့ပြောလာပါလိမ့်မယ်ဒါပေမဲ့ internet ကို off ထားရမှာပါနော် internet on ထားရင် install လုပ်ဖို့အချိန်ကြာနေပါတယ်နော်နောက်ထပ် allow ကိုနှိပ်ပါ
နောက်ဆုံးမှာ install ကိုနှိပ်လိုက်ရင် app install ဖြစ်တော့ပါပြီ okay အခုကြည့်လိုက်ရင်ကျွန်တော်တို့ရဲ့ app install ဖြစ်တော့ပါပြီတခြား ဖွင့်ကြည့်လိုက်တော့ဒီကဲ app ကတကယ်အဆင်းပြည့်ပြီးစွန်းဆောင်ရေးကောင်းတယ်ပေါ့နော်โอเคအခုတော့ကျွန်တော်တို့ကနေအရေးကြီးဆုံးအချက်တစ်ခုပြောပြမယ်เนาะကျွန်တော်တို့ဒီ application ကနေဘယ်လိုဝင်ခွင့်ရနိုင်မလဲပေါ့နော်နောက်ဆုံးတော့ကျွန်တော်တို့ဒီ application ကိုကြော်နေရတွေထည့်ဖို့လိုပါတယ်ဟုတ်ပါတယ်ကြော်နေရ ads ထည့်ဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီ app ကိုအခြား platform တွေမှာတင်ပါမယ်နောက်ကျလူတွေ download လုပ်ဖို့လုပ်လို့ရမှာပါအခုလူတွေတော်များများ download လုပ်လာတာနဲ့အများသူတို့ app ထဲမှာကြော်နေရတွေမြင်ရမှာဖြစ်ပါတယ်ဒါတွေကိုကြည့်ရတဲ့ပဲကျွန်တော်တို့အတွက်ဝင်ခွင့်ဖြစ်လာမှာပါเนาะ download လုပ်သူများများလည်းကြော်နေရကြည့်ရများများလည်းကျွန်တော်တို့ရဲ့ဝင်ခွင့်ကလည်းတက်လာမှာပဲเนาะဆိုတော့မိတ်ဆွေတို့လည်းနားလဲလာပြီဆိုတော့ထင်တယ်အခုတော့ကြော်နေရထက်ရကနဲ့ app ကိုထောင်းဝင်းရဲ့အထီးပို့မှုအသေးစိတ်အရှိတွေကိုတော့ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုမှာပြောပြမယ်เนาะဒါကြောင့်ဗီဒီယိုကိုလက်လုံးမခန့်ဖို့ channel လေးကို subscribe လုပ်ထားလိုက်အောင်เนาะနောက်ပြီးဗီဒီယိုကမိတ်ဆွေတို့အတွက်အတောင်ဝေးတယ်လို့ထင်တော့ like တစ်ချက်ရောထားခဲ့ဖို့မမေ့နဲ့เนาะကဲနောက်တဲ့ဗီဒီယိုမှာတွေ့ရမယ်เนาะ bye bye